也没这里人家的瓜。不到，你看别人那不听，就那看嘛，那平常就那，你看。啊，现在那偏的我嘛，咋的？对家的喏，现在偏的嘛喏，不懂啊，偏我来马路嘛回答话的，现在别地飞话的，别地飞，那比如讲别地飞呀，别说话，这干了不也？原先蛮干的，懒得搞嘢，叫我表表嘛。啊，我们那样话，玩着玩嘛。你比如呢，到庙去包老的呢，你不会骗多的。到庙去包老的人啊，这样搞呢，红阳面呢，两个面呢，两样西的，就打开不熬个带他的。你比如看啊，后内呢干多的。这楼里呢把，我看到玩个，那装那不够，叫啥比来？这弄地干高呢？我包老的这个人，哎呦，把他妈妈堵在过来了。哎呀，呢闹成家都把票多少说？包老的人这个，啊不完了呢，靠出离人呢无上玩，哎谁的这妈妈老的，哎就啦无上的，这苦的辣的。人哋别嚟嘅，你睇嚟咗，困嚟嘅，但係咩路？屎冇ဝင်ဘူး，包我冇跳ဘူး，လုံးနဲ့သွားတာမရှိဘူး，ရက်တန့်သွားအောင်မခွနိုင်ဘူး，ဒါကြောင့်မလောင်ခဲ့သေးဘူး။အဲ့တော့နောက်ဆုံးမှာတော့ဒီခေါက်ချိုး400နဲ့600စားမယ်900စားမယ်အထိ800စားမယ်ဒီဖြစ်လာမှာတော့ဥတော်တဲ့တသိန်းတော့ရိုက်လိုက်တယ်။စောင်းရည်နဲ့တဲ့တသိန်းတက်ရိုက်လိုက်။အဲ့တော့တဲ့တသိန်းတက်ရိုက်လိုက်တဲ့အချိန်မှာတောင်ကမောင်ရှိမရဟိုနေပြီးတော့မောင်ရှိမရသူကဘာလုပ်ထားလို့ဆိုတော့မြို့ကြီးပေါင်းလောက်နေရနေနဲ့သူက9သိန်းမှုလောက်နာတယ်9သိန်းမှုအောက်ကလည်းစားထားတယ်နော်နောက်အပေါ်ကလည်းလောင်နာတယ်9သိန်းမှုအဲ့တော့မြို့ကြီးပေါင်းလောက်တင်ကခေါက်ချိုး40ပေါက်နေတဲ့အချိန်မှာမော်မျိုးမင်းကြူပါလားကွာရတယ်ဦးတော်ရတယ်ဘူးတော်ရတယ်အမမဲချက်ရှိမကတ်ဘူးနည်းနည်းလေးတော့ကြိုတင်တယ်လို့မြင်စားတယ်မဲကြိုပါမကြိုရတယ်နောက်ဆုံးတော့ तू ကဥတော်တဲ့တသိန်းတက်ရိုက်တဲ့အချိန်မှာ तू ကဘာပြောတော့ဆိုတော့ဥတော်နဲ့လိုက်ပွဲပြီးမှမပြောနဲ့ဒီခရမ်းနဲ့ဒီဖောင်းစိမ့်နဲ့ဘယ်သူနိုင်မလဲလို့ तू တစ်တော့တပုတ်ဥတော်ကိုချက်ချင်းရိုက်သွားတယ်ဥတော်လည်းအဲ့အချိန်မှာအဖြေပေးလိုက်ပါတယ်ဒီတိုင်းရေရှည်သွားတော့မှဖြစ်တဲ့အတွက်ကြောင့်ရှီမဝင်တဲ့အတွက်ကြောင့်မို့လို့မင်းချိန်တိုင်းနေပြီးတော့ပဲနိုင်မှာပါလို့ဒါလို့ဖြေပေးလိုက်တယ်ဒါဟုတ်သူတစ်တော့တပုတ်တင်လိုက်တယ်နောက်မကြခင်မှာပဲနေပြီးတော့နိုင်သွားတယ်ဒါဟာဘာဖြစ်လို့တော့ဆိုတော့ကြက်တီကိုရွေးချယ်တဲ့အချိန်မှာကြက်လိမ်မာတကောင်ကြက်ရိုက်တကောင်ကိုကရွေးချယ်လိုက်လို့ရှိရင်ကိုကရိုက်တယ်တုံသွားတယ်နှီးသွားတယ်ရက်တန့်သွားတယ်ဆိုင်းငံ့သွားတယ်ဒီလိုမဖြစ်လို့ရှိရင်ဒီကြက်တူမကန်ရဘူးနောက်ဆုံးကြတော့ तू ရိုက်တာမပီပြင်တဲ့အတွက်ကြောင့်ရှီမဝင်တဲ့အတွက်ကြောင့်ဒီတက်ခဲဘုံကမကြတဲ့အတွက်ကြောင့်ဖိုက်ပေါင်မထိပဲနဲ့သူ့လာပြီးတော့ဝင်တိုးခိုးတဲ့ခါမှာဟိုကြက်ကလည်းနှစ်သားကောင်းတယ်အဲ့ကြက်ကလည်း9ဝိုင်း10ဝိုင်းရှိပြီဝိုင်းတော့တော်တော်များနေပြီးတော့အဖွဲ့လည်းတိတ်လောင်းတာမတွေ့ဘူးနောက်ဆုံးမှာတော့နေပြီးတော့ကအနိုင်ရသွားတယ်နေပြီးတော့လည်းဒီကြက်လေးနဲ့လာစားနေတာတော်တော်များသွားပြီဒီကြက်ရဲ့ကြီးပဲလာတော့နေတာကျန်တဲ့ကြက်တွေကချုံတာများတယ်အဲ့တော့တကယ်လို့များလမ်းရင်းရှည်ခဲ့မယ်ဆိုလို့ရှိရင်မင်းတို့ရှီဝင်လားမဝင်ဘူးလားတစ်ဖက်ကိုပေလားမပေဘူးလားမဲတူသွားလားတုံဆိုင်သွားလားရက်တန့်သွားလားဒါမျိုးမှမရှိလို့ရှိရင်နော်ဒီလမ်းတွေမကင်နိုင်ဘူးလမ်းကင်နေဆိုတာတောတောင်ဟိုဥတော်ကဟိုဖင်ကောင်းကျေလို့ပြောတာလည်းမဟုတ်ဆရာလောက်တာလည်းမဟုတ်ဒါမင်းတို့ပြောပြတာတောတောင်နော်ဟိုကွန်းတွန်းချတာကန်ချတာဟောလမ်းတကောင်ကကြက်ရိုက်နှိမ့်တာဒါတွေကရွေးချယ်လို့မရဘူးလို့ဒါဥတော်ပြောရတယ်အဲ့တော့လမ်းတကောင်ရွေးချယ်မယ်ဆိုရင်တာမန်အရေးရှင်းနေနဲ့တော့ရွေးချယ်လို့မရတော့ပါဘူးလို့နော်ဥတော်ဒီနေ့ဒီနေရာနေနဲ့ပြောလိုက်တယ်အဲ့တော့ကိုချင်းမင်းဦးခရမ်းနိုင်တဲ့အကြောင်းတော့မင်းကိုကွန်မန့်နေရေးထားတယ်နည်းနည်းတော့ဥတော်ပြောတာလေးတော့တက်ပြောလိုက်အောင်ဟုတ်လားဟောဒီမှာပြောရင်ဆိုရင်ပြောဦးမယ်ဒီမှာလမ်းတကောင်15မိနစ်ကြည့်ထားပြီမပြောင်းမှုကြီးရွှေထားတယ်နောက်နှစ်ဖက်မှာ
သူ့ရဲ့အနေထားကိုအဖြေပေါ်တော့မှာလောဆယ်တစ်ဖက်မှာတော့ပြည်ပြင်းတာလေးကိုတွေးရတယ်နောက်တစ်ဖက်မှာတိုးတက်မှုရှိမယ်ဆိုရင်တော့အောင်မြင်တဲ့ကြက်တကောင်ဖြစ်လာအောင်မယ်နော်